မိတ်ဆွေတို့အသုံးပြုနေတဲ့ဖုန်းကအသုံးပြုရတာတော်တော်လက်မရှိတော့ဘဲနဲ့နှိကွေးလာတဲ့ဆိုရင်တော့ကျွန်တော်အခုဒီဗီဒီယိုမှာပြောပြပေးသွားမယ့်နီလန်းလေးတွေကိုအသုံးပြုပြီးတော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာရှိတဲ့အမှိုက်ကလေးတွေကိုရှင်းထုတ်ပေးလိုက်ပါ။ Okay ပါဘယ်လိုမျိုးရှင်းထုတ်ရမလဲဆိုတာကျွန်တော်နဲ့တူတူလေ့လာကြည့်လိုက်ကြရအောင်။ Okay ပါပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးသွားမယ့်နီလန်းလေးကတော့ကျွန်တော် Chrome browser လေးထဲမှာရှိတဲ့ကျွန်တော်အမှိုက်ကလေးတွေကိုရှင်းထုတ်တဲ့နီလန်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay ပါပထမဆုံးအနေနဲ့ကျွန်တော်ရဲ့ Chrome browser လေးတွေကိုဝင်ပေးလိုက်ပါ။ Okay ပါ browser တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ညာဘက်အပေါ်တောင်းမှာရှိတဲ့အဆက်ကလေး3ဆက်ကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီမှာရှိတဲ့ setting လေးတွေကိုထပ်ဝင်ပေးလိုက်ပါခင်ဗျာ Okay ပါ setting တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပေးလိုက်ပါပြီးပြီဆိုရင်တော့ကျွန်တော်ဒီအောက်ဆုံးကနေရည်ရင်၄ခုမြောက်မှာရှိတဲ့ site setting ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါ Okay ပါဒီတဲ့ကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာရှိတဲ့ all site ဆိုတဲ့ကျွန်တော်မြင်း3ချောင်းလေးနဲ့ setting လေးကိုနှိပ်ပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အနေနဲ့ Chrome browser ထဲမှာကျွန်တော်တို့အသုံးပြုခဲ့တဲ့အမှိုက်ကလေးတွေကိုဒီနေရာမှာတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ Okay ပါမိတ်ဆွေတို့အနေနဲ့ဒီအမှိုက်ကလေးတွေများလာမယ်အသုံးပြုရတာများလာမယ်ကိုယ်အနေနဲ့တခါမှလည်းဝင်မဖြတ်ဘူးဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာအမှိုက်တွေများလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဖုန်းအသုံးပြုရတာအရန်ပဲနှိကွေးလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအမှိုက်ကလေးတွေကိုရှင်းထုတ်ပေးရမှာဖြစ်ပါတယ်အမှိုက်ကလေးတွေကိုရှင်းထုတ်ဖို့ဆိုရင်တော့ညီညာဘက်ရှမ်းမှာရှိတဲ့အမှိုက်ပုံလေးကိုနှိပ်ပေးလိုက်ပါပြီးပြီဆိုရင်တော့ဒီမှာရှိတဲ့အပြာရောင်စာတန်း delete and reset ဆိုတာကိုနှိပ်ပေးလိုက်ရင်ကျွန်တော်တို့အနေနဲ့ဒီအမှိုက်ကလေးတွေကိုရှင်းထုတ်လို့ရပါတယ်။အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီအမှိုက်ကလေးတွေကိုတစ်ခုချင်းလိုက်မဖြတ်ခြင်းမနဲ့ကျွန်တော်တို့အကုန်လုံးကိုတစ်ခါတည်းဖြတ်ခြင်းနဲ့ဆိုရင်တော့ဒီမှာရှိတဲ့ delete browsing data ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့delete data ကိုနှိပ်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့အနေနဲ့အကုန်လုံးပြတ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာကျွန်တော်တို့ဒီအပေါ်က3ခုကိုပဲမိတ်ဆွေတို့အနေနဲ့ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ဒီမှာရှိတဲ့အပေါ်က3ခုကိုတော့အမှန်ကြီးလေးပေးလိုက်ပါ။ဒီအောက်ကဟာတွေကိုတော့ကျွန်တော်တို့အနေနဲ့အမှန်ကြီးမပေးပါနဲ့။ဘာကြောင့်လဲဆိုရင်တော့ဒီအောက်မှာရှိတဲ့ save password တို့ auto fill from data တို့ site setting တို့ tab တို့ဒါတွေကိုဖျက်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ဝင်ခဲ့တဲ့ကျွန်တော်တို့ website တွေ link တွေဒါလေးတွေပြတ်သွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီအတိုင်းမဖြတ်ချင်ဘူးဆိုရင်တော့ကျွန်တော်ခုနပြောပြပေးသွားတဲ့အတိုင်းတစ်ခုချင်းစီလိုက်ဖြတ်လိုက်ပေါ့နော် Okay ပါဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းကအသုံးပြုရတာအရင်လိုပဲတွက်လက်လာမှာပဲဖြစ်ပါတယ်ဒါလေးကတော့ပထမဆုံးနီလန်းလေးပေါ့နော်နောက်ထပ်နီလန်းလေးကတော့မိတ်ဆွေတို့အနေနဲ့ကိုအသုံးပြုနေတဲ့ software လေးတွေထဲမှာပေါ့နော်နေ့စဉ်အသုံးပြုနေတဲ့ software လေးတွေထဲမှာကိုအနေနဲ့အမြဲတမ်းအသုံးပြုတဲ့ software လေးတွေရှိမှဆိုရင်တော့ဒီ software လေးတွေတဲကိုဝင်ပြီးတော့လဲမိတ်ဆွေတို့အနေနဲ့အမှိုက်ကလေးတွေကိုရှင်းထုတ်ပေးရမှာဖြစ်ပါတယ် Okay ပါပထမဆုံးအနေနဲ့ကျွန်တော်ရှင်းထုတ်ပေးမဲ့ software လေးကတော့ Facebook ပေါ့နော် Facebook ကလည်းကျွန်တော်တို့အနေနဲ့နေ့စဉ်အသုံးပြုနေတာဖြစ်တဲ့အတွက်ဒီ Facebook software လေးတွေမှာလည်းကျွန်တော်တို့အမှိုက်ကလေးတွေကတနေ့နဲ့တနေ့များနေမှာပဲဖြစ်ပါတယ်ဆိုတော့အမှိုက်ကလေးတွေကိုရှင်းထုတ်ဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ software လေးကိုကျွန်တော်တို့လက်ကလေးနဲ့ကြာလေးဖိနှိပ်လိုက်ပါဒါဆိုရင်တော့ဒီလိုမျိုး setting လေးပေါ်လာမှာပဲဖြစ်ပါတယ် Okay ပါဒီလိုမျိုးလေးပေါ်လာပြီဆိုရင်တော့ကျွန်တော်ညာဘက်ပေါ်တောင်းမှာရှိတဲ့ဒီမှာ i ပုံစံလေးပေါ့နော်ဒီကောင်လေးကိုနှိပ်ပေးလိုက်ပါ Okay ပါဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ application ရဲ့ info တွေကိုရောက်လာပြီပေါ့နော်ဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော် screen ကိုအပေါ်ကိုဆွဲတင်ပြီးတော့ဒီမှာရှိတဲ့ storage ဆိုတဲ့ setting လေးတွေကိုဝင်ပေးလိုက်ပါOkay ပါဒီနေရာမှာကျွန်တော်တခုပြောပြထားချင်တာကတော့ကျွန်တော်တို့အသုံးပြုတဲ့ဖုန်းတွေမတူတဲ့အတွက်ဝင်ရတဲ့ setting လေးတွေတော့ကျွန်တော်အနည်းငယ်ကွဲပြားနိုင်တယ်ပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်ရဲ့ဖုန်းက clear data နဲ့ clear cache ဆိုပြီးတော့ဒီအောက်မှာနှစ်ခုကိုခွဲပြထားတယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာကျွန်တော် clear data ဆိုပြီးတော့ဒီနေရာမှာတစ်ခုတည်းလည်းဖြစ်နေနိုင်တယ်ပေါ့နော်အကယ်၍မိတ်ဆွေတို့အနေနဲ့ဒီနေရာမှာရှိတဲ့နှစ်ခုတည်းက clear data နဲ့ clear cache မှာမိတ်ဆွေတို့ရှင်းထုတ်ရမယ့်ဟာကတော့ clear cache ပဲဖြစ်ပါတယ်ဒီညာဘက်ရှင်းရပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော် setting တွေမတူရင်တောင်မှကိုယ့်အနေနဲ့နှိပ်ရမယ့် setting လေးကိုတော့ကိုယ့်အနေနဲ့တေချာလေးတည်ထားဖို့လိုပါတယ် CACH cut ဆိုတာကတော့ကျွန်တော်အမှိုက်ကလေးတွေပေါ့နော်ဒီမှာရှိတဲ့ clear data ဆိုတဲ့နေရာမှာတော့ data ဆိုတာကတော့ကျွန်တော်တို့ရဲ့ဒီ software လေးတွေကိုဝင်ထားတဲ့ကျွန်တော် login information တွေပေါ့နော်ဒီကောင်လေးတွေပဲဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့နေတဲ့ဒီနေရာမှာ clear cut ကိုပဲနှိပ်ပေးရမှာဖြစ်ပါတယ်ဒီ Okay ပါဒီ clear cut ကိုနှိပ်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ဒီအပေါ်မှာရှိတဲ့ setting လေးတွေ၄ခုတည်းကအလဲ၃ခုမြောက်မှာရှိတဲ့ CACH cut ဆိုတဲ့အမှိုက်နေရာမှာကျွန်တော်289 MB ဆိုပြီးတော့ဖြစ်နေရပေါ့နော်ဒါဆိုရင်လည်းကျွန်တော်တို့အနေနဲ့ဒီအမှိုက်ကလေးတွေကကျွန်တော်တို့ software ၄ခုလောက်ပေါင်းလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့များလာပြီပေါ့နော်ဒါကြောင့်မလို့ဒီ cache လေးတွေများနေမယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းကအသုံးပြုရတာနှိကွေးနေမှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအမှိုက်ကလေးတွေကိုရှင်းထုတ်မယ်ဆိုရင်တော့ဒီမှာရှိတဲ့ညာဘက်အရှင်းက clear cut ဆိုတာကိုနှိပ်လိုက်ပါ
ဒါဆိုရင်တော့ဒီနားမှာကျွန်တော်တို့0ဆိုပြီးတော့ပြသွားပြီပေါ့နော်ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ဒီ Facebook မှာအသုံးပြုရတဲ့ကျွန်တော်တို့အမှိုက်ကလေးတွေလည်းနည်းသွားပြီပေါ့နော်ဒီနည်းလမ်းလေးအတိုင်းပဲမိတ်ဆွေတို့အနေနဲ့တခြား TikTok YouTube တခြား WhatsApp Telegram ဒီစချိတဲ့ကျွန်တော်တို့ software လေးတွေကိုဝင်ပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီအမှိုက်ကလေးတွေကိုရှင်းထုတ်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးလေးမိတ်ဆွေတို့အနေနဲ့နေ့စဉ်နေ့တိုင်းမဟုတ်ရင်တောင်မှတစ်ပတ်ကိုတစ်ခါလောက်ဖြစ်ဖြစ်ဒီလိုမျိုးအမှိုက်ကလေးတွေကိုရှင်းထုတ်ပေးမယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ဖုန်းကအသုံးပြုရတာတွတ်လက်မြန်မြန်ဆန်ဆန်လေးပဲဖြစ်နေမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคပါဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးခဲ့တဲ့အထဲမှာနားမလည်တာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာဒီလိုမျိုးနည်းပညာအတူထွားဗီဒီယိုလေးတွေကိုဆက်ပြီးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီ Facebook account လေးကို like နဲ့ follow လေးလုပ်ပေးထားပြီးတော့မသိတာမရှင်းလင်းတာတွေရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment box မှာဝင်ရောက်မေးမြန်းအကြံပြုနိုင်ပါတယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ